ပင်မနေပြီလားတဲ့မနေ့ကညနေအလောက်ကအပြန်မက်ဆေ့နိုတီမှာစာလေးတစ်ကြောင်းဝင်လာတယ်။ဘာရဲ့မဟုတ်ဘူးကိုလည်းဝင်ဖတ်လိုက်မိတယ်။ဝင်လာတဲ့စာလေးကပင်မနေပြီလားတဲ့တကယ်တော့အလောက်ကအိမ်ပြန်ရောက်ရင်ထမင်းကြိုက်တွေအိတ်တွေခဏချထားပြီးနားတက်တဲ့အကျင့်ရှိတယ်။အလုံးမှာအရန်ပင်မနဲ့နီးဆိုတခါတလေအိပ်ပျော်သွားတတ်တယ်။မနေ့ညနေကတော့ပင်မနေပြီလားဆိုတဲ့စကားစုလေးတွေးတော့ပင်မနေပြီမဲ့ပြုံးလိုက်မိတယ်။ကိုလည်းနည်းနည်းတော့ပင်မနာဖို့ဆိုတဲ့စာပြန်လိုက်တယ်။တစ်ဆက်တည်းအလုံးမှာကြုံရတဲ့အခက်အခဲတွေအကြောင်းတချို့အရာတွေဟာမမျှတဘူးလို့ခံစားမိတဲ့အကြောင်းရှင်းဖွင့်မိတယ်။ကိုယ်စီစာပိုးတဲ့သူကကိုယုံကြည်ရတဲ့သူတယောက်ဖြစ်တာကြောင့်အိတ်သွန်ဖောင်မောင်ရှင်းဖွင့်လိုက်မိတယ်။စိတ်ထဲမှာလေးနေတာတွေပေါ့သွားသလိုခံစားလိုက်ရတယ်။တစ်ဖက်ကပြောတဲ့နှစ်သိမ့်စကားတွေအားပေးစကားတွေကြောင့်ကိုပင်ပန်းသမျှပပျောက်သွားသလိုပဲ။ကိုရန်ပင်ပန်းနေချိန်မှာပင်ပန်းနေပြီလားဆိုတဲ့စကားလေးကကိုနဲ့ထပ်တူတယောက်ယောက်အနားမှာရှိနေရလို့ခံစားမိတယ်။ကိုပင်ပန်းသမျှကိုထပ်တူတက်မြခံစားပေးမဲ့သူတယောက်ပိုင်ဆိုင်လိုက်သလိုပဲစကားစုလေးတွေကတူပေမဲ့ကိုစိတ်ထဲမှာတော့ပီတိတွေနဲ့ကြည်နူးနေ